ရှေးကြလွန်တဲ့ဇေဒီလူသူအရောက်ပေါက်နေတဲ့နေရာအဓိဋ္ဌံပြီးဆူတောင်းရင်ပြည့်တဲ့အမေနဂါးမယ်တော်ရှိတဲ့နေရာဒီနေရာကတော့အရန်ကိုရှေးကြပြီးတော့မှလူသူအရောက်အပေါက်နေတဲ့ဇေဒီတော်မြတ်ကြီးတည်ရှိနေတဲ့နေရာဖြစ်ပါတယ်ဒီဇေဒီတော်မြတ်ကြီးဝင်တဲ့လမ်းတစ်ဖက်တစ်ချက်မှာဆိုရင်တော့ဗဒကဘာမှာပွင့်တော်မူပြီးခဲ့သောဘုရားလေးစုရဲ့လက်ကျိရှိစုကုံသောဘုရားတွေကိုထုလုပ်ပူဇော်ထားတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီဇေဒီတော်မြတ်ကြီးတည်ရှိနေခဲ့တာကနှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့နော်ပြူတရေခေတ္တရာခေတ်ကလေးကနေတည်ရှိနေတာဖြစ်ပါတယ်ပြူတရေခေတ္တရာမင်းကြီးရဲ့သားတော်ဖြစ်တဲ့ဓမ္မသိဋ္ဌိမင်းသားကကာမဂုဏ်အာယုန်နဲ့အတဝတ္တရားတွေကုန်ခန်းပြီးတော့တောထွက်လာခဲ့တဲ့ချိန်ဒီနေရာမှာသစ္စာဒိဋ္ဌံပြုလိုက်တဲ့အခါဖះရဲ့ဓာတ်တော်မွေတော်200ကျော်ဒေသစာကြီးကြွချီတော်မူလာခဲ့တယ်အဲ့ဒီနောက်မင်းသားကနောင်လာနောင်သားတွေပါပူဇော်နိုင်မှုအတွက်ဆိုပြီးတော့မှဒီဇေဒီတော်ကြီးကိုဒီဖះရဲ့ဓာတ်တော်မွေတော်200ကျော်ကိုဌာပနာထည့်ပြီးတော့မှဒီဇေဒီတော်ကြီးကိုတည်ထားခဲ့တယ်ညံတော်35တောင်မြင့်ပြီးတော့မှဒီဇေဒီတော်ရဲ့အမည်ကိုဓမ္မသိဋ္ဌိဆိုပြီးတော့မှဘွဲတော်ကိုသမုတ်ခဲ့တာဖြစ်တယ်ဒီလိုနဲ့နောက်တစ်ဖန်တန်လျင်မင်းရဲ့သားယဟန်ကနှိုးဆော်ချက်အရတန်လျင်မင်းကြီးကနေပြီးတော့မှအသစ်တစ်ဖန်ပြုပြင်မွမ်းမံခဲ့ပါတယ်အဲ့ဒီခါမှာမွန်ဘာသာနဲ့ဒီဇေဒီတော်မြတ်ကြီးကိုကလိုင်ထော်ဆိုပြီးတော့မှခေါ်ဝေါ်သမုတ်ခဲ့တယ်မွန်ဘာသာနဲ့ကလိုင်ထော်လို့ခေါ်ဝေါ်သမုတ်ခဲ့တယ်ဇေဒီတော်မြတ်ကြီးရဲ့မြန်မာလို့အဓိပ္ပာယ်ပြန်ရမယ်ဆိုရင်တော့ကလိုင်ထော်ဆိုတာတရားအစီအနှစ်ဖြစ်ပါတယ်။အဲကြောင့်တန်လျင်မင်းကြီးကဒီဗုဒ္ဓဘာသာသာသနာကိုပြန်ပွားလိုတဲ့ရည်ရွယ်ချက်ဒီတရားဓမ္မတွေရဲ့အစီအနှစ်တွေပြန်ပွားလိုတဲ့ရည်ရွယ်ချက်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့1282ခုနှစ်မှာတစ်ခါ1299ခုနှစ်မှာတစ်ခါပါရမီရှင်ပြည်သူများနေပြီးတော့ထက်မှန်မွမ်းမံနေပူဇော်ခဲ့တဲ့အခါညံတော်က42တောင်ထိမြင့်မားလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်1360ပြည့်နှစ်မှာဒီနေုံလာဆန်း8ရက်နေ့မှာတခါမိုးကြိုးပြစ်လို့ပေါ့နော်ဒီဇေဒီတော်ကြီးကိုထပ်မံပြုပြင်ခဲ့တာဖြစ်တဲ့အတွက်ညံတော်က64ပေဒီပုံမမြင့်မားလာပြီးတော့ဒုတယ်လည်းပုံမကြီးမားလာခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့ဒီဇေဒီတော်မြတ်ကြီးရဲ့ဘွဲနမည်နမကတော့ဓမ္မသိဋ္ဌိကလိုင်ထော်ဇေဒီတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒီဇေဒီတော်မြတ်ကြီးကတော့ဒီထောက်ကျက်မြို့မှာတည်ရှိနေတာဖြစ်ပါတယ်ဒါထောက်ကျက်မင်းလည်းမုတ်တီဆိုင်ရှေ့ကလမ်းကနေပြီးတော့ဝင်လာလိုက်ဒီဇေဒီတော်မြတ်ကြီးကိုဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်ထက်တဲ့အတူဒေဇီတော်မြတ်ကြီးကိုတပတ်ပတ်ပြီးတော့ဖူးမြော်လိုက်ရအောင်နော်ဒီဇီတော်မြတ်ကြီးကလူသူအရောက်ပေါက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲဒီရင်ပြင်းတော်ပေါ်မှာတော့ဒီအမိုက်တွေကတော့အများကြီးရှိနေတာပေါ့နော်အဲထက်တို့နိုင်တဲ့လောက်တော့ဒီမှာတပြက်စီလဲပြီးတော့မှကုသိုလ်ယူခဲ့ပါတယ်
တည်င်းကျွတ်တစောင်မုံလာပြင်းနေ့မှာဆိုရင်တော့ဒီဖရားကြီးမှာအမြဲတမ်းစင်မီ9000ပန်း9000ဒါပူဇော်ကြတယ်လို့လည်းသိရပါတယ်ပေါ့နော်ထပ်တို့ရောက်တဲ့ချိန်ကနေ့လယ်2နာရီဆိုတော့ရင်ပြင်ကအရန်ပူနေရတယ်ထပ်တို့အပြင်ဘက်ကနေပဲဖရားကြီးကိုတစ်ပတ်ပတ်ပြီးတော့မှပြန်လာခဲ့ကြတယ်ပေါ့နော်ဒီဖရားကြီးကိုလာရောက်ဖူးမြော်မဲ့သူတွေအကယ်၍တီးချစ်တဲ့သူတွေပါမယ်ဆိုရင်တော့ဒီဖရားကြီးရဲ့ဘေးမှာလေဒီလိုခွေးလေးတွေအရန်များတယ်ပေါ့နော်သူတို့ကအစာလိုက်တောင်းတာတောက်လျှောက်အဲ့တော့ဒီတီးချစ်တဲ့သူတွေအနေနဲ့ခွေးလေးတွေစားဖို့အတွက်အစာလေးတွေယူလာခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ရှင်သူတို့လည်းစားရတာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာပြောပြခဲ့တဲ့ဒီသမိုင်းချင်းကျုံတဲ့အကြောင်းအရာတွေအကုန်လုံးကတိတိလောက်လေးပြန်ပြီးတော့ပြောပြပေးတာဖြစ်တဲ့အတွက်လိုအပ်တာတွေလည်းရှိမယ်အမှားတွေလည်းများနိုင်ပါတယ်ဒီထက်ပို့ပြီးတော့ထပ်ပို့ပြီးတော့သိရတဲ့သူတွေရှိခဲ့မယ်ဆိုလည်းဗီဒီယိုရဲ့အောက်မှာ comment လေးမှတ်ခဲ့ပေးပါလို့နောက်ပြီးတော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးတဲ့သူတွေတဦးတယောက်ရှင်နေတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြပါမယ်